ထိုင်းအဝင်ပေါ့နော် BNB Pass ကဘယ်လိုလူတွေလိုလဲဘယ်လိုလူတွေဆိုဝယ်တင်လဲပေါ့နော်အဲ့ဒါလေးတစ်ချက် sharing လုပ်ပေးချင်ပါတယ်return ticket တစ်ခုပဲပါတဲ့လူတွေ OTT arrival နဲ့လာမယ် return ticket စစ်ပါမလားဘူးပြီးတော့ hotel booking ပါမလားဘူးအင်းလေးလိုခေါင်းမဝင်မပြောတတ်ဘူးဆိုတဲ့လူတွေကတော့ BNB Pass လိုပါတယ်အလုံးလာလုံးမဲ့သူတွေအတွက်ကတော့ BNB Pass လိုတယ်တချို့ကကြတော့အလေပတ်လာတာမျိုးမဟုတ်ဘဲနဲ့ထားနိုင်ငံကနေ stay လာချောင်းတော့ပေါ့နော်မြန်မာပြည်လည်းမပြန်ချင်ဘူးပြန်လို့လည်းမရဘူးပြန်ပြီးရင်လည်းပြန်ထွက်လို့မလွယ်တာဖြစ်တဲ့အတွက်အများများကထိုင်းမှာလာပြီး stay ချောင်းကြတယ်ပေါ့နော်ဒီ stay ချောင်းတဲ့လူတွေအနေနဲ့ကတက်နိုင်တော့ BNB Pass ကြိုယူထားတာအကောင်းဆုံးပဲပေးမဝင်ကကြမှာ BNB Pass ယူမယ်ဆိုရင်အရင်စီကြည့်ပါတယ်ED visa သမားတွေပေါ့နော်ကျွန်တော်တို့ဒီ Thai language ED ယူထားကြတယ်ယူထားပြီးတော့ Thai စကားပေါ့နော်မရတဲ့သူတွေဆိုရင်တော့ဒီနိုင်ငံပြန်ထွက်ပြီးရင်တော့ပြန်ဝင်မယ်ဆိုရင် BNB Pass ကမဖြစ်မနေလို့ပါတယ်ဘာလို့လဲဆိုတော့ဒီ immigration မှာ Thai စကားနဲ့ပတ်သက်ပြီးတော့သူတို့မေးတယ်ပေါ့နော်ဘောကမပြောတတ်ဘူးဆိုရင်ဒီမြန်မာနိုင်ငံကိုပြန်ပို့တယ်ပေါ့နော်အဲ့လိုမျိုးရှိတယ်အဲ့ဒါကြတော့ကိုက ED visa ခိုင်းထားပြီးတော့ Thai စကားမရအောင်ဆိုရင်လည်း BNB Pass ကအဖြစ်မနေဝယ်ဖို့လိုတယ်ပေါ့နော်ပြီးတော့ကျွန်တော်စီမှာ BNB Pass နဲ့ပတ်သက်ပြီးတော့ဒီနေ့တိုင်းမြင်ပြီးတော့ဝယ်လို့ရပါတယ်